ပြန်လာခဲ့ဟာခဏဘာမှလည်းတရေမရှိပါဘူးခက်တာရဲ့တရေမရှိပါဘူးတေချာကြည့်ပါဦးခက်တာရဲ့တို့လည်းခုလိုက်လို့မရတော့ပါဘူးဟာဟိုငါတို့ကျောင်းမှာပဲဒီကောင်ဆုံးမတော့ငါပြောတာပဲစောရငါပြောသူမှမလုပ်တာဘာလဲခတာဝေးထွေးသားတော့ဟဲ့အဘအောင်စားရသေးဘူးနော်ဦးပြမကျွေးနိုင်ပါဘူးအဘစားပြီးမှစားတောင်းမယ်ငါလည်းနေဟင်းနဲ့မစားပါဘူးနော်တစ်ပူတို့အရင်ကြည်တိုင်းရလာတယ်အဲ့ဒါနဲ့စားမှဒါနဲ့အဘပဲတော့အဘကတောင်ပိုင်းခဏသွားတယ်ခဏနေပြန်လာလိမ့်မယ်ကိုကြီးဘာလို့ကိုကြီးကြည်တိုင်းရမွှေးနေရပဲနော်ဒီကောင်မြည်ကြီးခါအမေမကျွေးနိုင်ပါဘူးနော်နည်းနည်းလေးရလာတာငါတယောက်တည်းတော့စားလို့မဟုတ်အောင်မကျွေးနိုင်ဘူးဒီလောက်အများကြီးကိုဖြစ်တယ်နေတာမစားဘူးနော်ဒီရလဲလေချက်သားဟင်းလေးကိုလေကျင်းတော်သိန်းလေးအောက်ပြီးချက်ထားလုံးဝမစားနိုင်ကြွေးဘူးငါကြည်သားချီလို့ကတော့လေနင်းချက်သားလှဲ့တော့မကြည့်ဘူးတနေ့လာလဲချက်ချက်ဆိုရင်တွန်းတော့မကြားကျင်တော့ဘူးဟဲ့ဟာဘိုးတော်တို့တဲဘက်သွားအတိုးမြုပ်လေးသွားရှာလိုက်အောင်မယ်ဟာဟင်းလုံးနေရေးထားတယ်နော်နိုင်မစားနဲ့နော်နိုင်စားတော့နေငါအချောင်းသိတယ်နော်အမလေးဝေးသေးနော်ခက်တာတော့လေအစားတလို့တဲ့ပကြောင်းမသူများပြောခံမှု你看大爷，把他们杀了没？啊，好嘅吧，ခဏလေးတော့အချင်းလေးပူအောင်နှွေးလိုက်အောင်မယ်။ကောင်းပြီ။你出什么？哎呀妈嘞！鸡蛋呀！对面，阿爸洗脸那边三来了没光，喏。阿爸。ဒီတိုင်းကတော့ကောင်းတယ်သမီးရဲ့ဟုတ်လားပါဟုတ်ကဲ့အဘကြီးကဒီနေ့ထမင်းတော်မိန်နိုင်နေတူတယ်စားပါစားမယ်အိုးတစ်ချက်ပါချက်ဟုတ်ကောင်းသမီးရဲ့စားပါခတ်တော့ဟမ်အကိုကြီးခန်းစားမလားညီမလေးတော့ပြန်လိုက်မယ်နော်ဟုတ်ပါရဲ့တခါလေးဝင်စားလိုက်ပါရီတိုင်းကတော်တော်ကောင်းတာကွာနော်အဘဟိုကျွန်တော်မစားသေးဘူးတိလားဟိုပြီးမှစားမယ်နော်အော်အေးချက်သားမစားကြည့်နဲ့ဒီချက်သားကိုကျွေးအောင်မှာခတ်တာဟာတေးချာပြောထားနေဟာဘာလဲကိုကြီးညီမလေးကိုပြောထားလို့ငါ့အကြောင်းလာလုံနေနဲ့နော်ဒီသားရုံမစားပါနဲ့လို့နင့်ကငါမပြောခဲ့ဘူးလားပြောထားတယ်လေဟိုညီမလေးတို့လုံးဝမစားဘူးနော်အဖစားသွားတာမရောအဖမကြီးအဖဟဲ့အဘဝကြီးကွာနင်းကောင်ကထဲယူလိုက်ဟုတ်ကဲ့ပါအဘထမင်းစားဖို့နင်းထမင်းဝက်ပြင်ပေးတာမဟုတ်ဘူးလားဟုတ်တယ်လေအဲ့ဒါနဲ့မြက်ခတ်တာရဲ့ငါကြည်တိုင်းပကံလေးကိုသိမ့်ပြီးတော့နှင်းချက်တိုင်းလေးကိုဦးပြထဲကျွေးလိုက်ပါလားဟာကိုကြီးကလည်းခက်တာရောက်သွားတဲ့ခါကျအဖဒီတိုင်းနဲ့စားနေပြီပြောသိရသေးလားဒီတိုင်းနဲ့အရန်ကောင်းတာပဲတဲ့ကဲခက်တာဘယ်လိုသိမ့်လဲနင်းတော့နင်းတီးတီးနဲ့အဲ့ဒါတက်ကတ်တာအာမလေးပါဟဲ့ဒီမောင်လုံးကဘာဖြစ်နေရလဲဟမ်ဓမင်းစားကရင်ဖြစ်နေရလားကိုကြီးလေသမီးကောင်းခောက်တယ်ဘာဖြစ်လို့လဲသူကြီးမဘာဟိုခက်တာဟိုငါထမင်းစားမယ်နင်းချက်တိုင်းဟိုလုံးဝမထဲနဲ့နော်ငါချင်းနဲ့ပဲစားမယ်တရားနေပါဟိုကြီးတိုင်းမဟုတ်ဘူးမဟုတ်ဘူးခက်တာလေချက်တိုင်းချက်ထားတာအဲ့ဒီကြီးတိုင်းကကိုတစ်ဘိုးအဲ့ပေးလိုက်တာမောင်တစ်ဘိုးတို့ကြီးဒီကောင်လူကြီးလူမတော်တော်သိတတ်တာပဲတိုင်းဒီခါလေးမောင်တစ်ဘိုးတွေ့လို့ရှိရင်ကျေးဇူးတင်တယ်လို့ပြောရစမ်းပါကွာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဖကြီးတိုင်းကတော်တော်စားလို့ကောင်းလားဗျကောင်းလို့ကျွန်မသမီးချိုးနေတာဟုတ်လားဗျဟိုနောက်တစ်ခါလေးရွာထဲမှာဟင်းစားရလို့ရှိရင်ခက်တာအဲ့ထက်ခေါင်းချက်ချင်းမယ်နော်ဗျအေးကောင်းအော်ဟိုကိုင်းနဲ့လေ
အဲ့ဒီခါကျတော့မှဒီသားရဲ့အဝါစားတော့ကိုဒီတခါတော့ခက်ခါချက်ပြီးတိုင်းကြက်သားဟင်းလေးတွေပဲစားလိုက်တယ်နော်နင်တော့နင်အရေးဒီကြက်ကလာတော်နေသေးတယ်မင်းမောင်မင်းတစ်ဖက်9ယောက်ကိုကျင်းတင်လုံးနဲ့လိုက်နေရဆိုကွာဟမ်ဟုတ်တယ်ဗျရေကျွန်တော်တော့အဲ့ဒီ9ယောက်ကိုလက်မြောက်ချင်လာပြီရိုက်လေဘလောက်ရဲ့အလကားပဲဒဏ်ပေးရင်လည်းဒဏ်ပေးတော့ခဏပဲလစ်တာနဲ့လေးကွာကိုစီကင်ပြီးတော့လေသူများအသက်တက်ဖို့ပဲချောင်းနေတာဗျမင်းမောင်မင်းတောင်ကလေးတွေကိုထိန်းရတဲ့လူကြီးတယောက်ရဲ့ခံစားချက်ကိုနားလည်နေပြီကွာဟမ်မင်းနဲ့ကောင်းရငယ်ငယ်တော့အတိအတဲ့တော့သိုးသေးဗျာဟာအဘလေကျုံနဲ့ကောက်ရအဲ့လောက်မစိုးပါဘူးအဘရဲ့ဆရာတော်ရဲ့ဝေယဝိဆာလို့ကအဘကိုဝိုင်းကူရနဲ့စိုးရတဲ့အချိန်တော့မရှိပါဘူးအားတဲ့ချိန်လေးပဲစိုးရတာငါမျက်စိရှိမှဆိုတော်သေးရဲ့ကွာအဘရေသွားကစားအောင်မယ်ဆိုရင်ငါမှရင်တမမနဲ့စိတ်ပူရပြီအဲ့ဒါမင်းဝိလေတာမင်းဝိလေတာဝိလေတယ်လို့တော့မပြောပါနဲ့ဗျာကျုပ်ကကလေးတွေပေါ်တန်ရောစင်ရှိတော့ကလေးတွေကျုပ်ကိုရမှာတစ်ခုဖြစ်မှာစိုးရင်လို့ပါအေးအဘပြောချင်တာလေဒါပါပဲကွာတန်ရောစင်ဆိုတာတွေ့မိမှတော့ဖြတ်ဖို့သိခက်တယ်ကွာကောင်းဒီကောင်တော်နေနိုင်တဲ့ကောင်ရွာကထွက်သွားပြီးကြလေရွာကိုတစ်ခေါက်တစ်ကျင်းတောင်ပြန်မလာဘူးကျောင်းတော်ကြောင့်သိပါမယ်ဟုတ်တယ်ဗျာကျောင်းတော်ကဘာလို့လဲကိုကောက်ဝဲပြီးနေရသွဲကောင်းလေဟုတ်ပါဟဲ့ကောင်းလေမပြဲနိုင်လေကွာဟဲ့လေဘယ်တော့မှမပြလာရလဲကိုတယောက်မှလည်းပြတ်မလာဘူးချက်စုဟဲ့အောင်ချက်စုမင်းငါတော့မှတ်မိဗျာကောက်ရမင်းကောက်ရဟုတ်ပါတယ်နော်ကောက်ရသေဝမ်းသာလိုက်တာကွာမင်းတော်တော်နေနိုင်တဲ့ကောင်ပဲကွာရောက်တော့ပြန်မလာဘူးဟေ့အဘသာတည်းအရန်ဝမ်းသာမှာကွာဒါနဲ့မင်းဘယ်ရပြန်လာလဲထောင်ထဲကဘာဟုတ်တယ်ငါထောင်ထဲကထွက်တဲ့ထောင်ထွက်ကောက်ရမင်းဆရာလေးမင်းမကဲသားတို့သမီးတို့ဆရာလေးတို့ပန်းတော်ရွာရဲ့သူရဲကောင်းကြီး9ယောက်ကိုသိလားသိပါဘူးကဲသူရဲကောင်းကြီး9ယောက်အားလုံးသိအောင်လို့မတ်တက်ရက်ပြလိုက်ပါဦးကဲသူရဲကောင်းကြီး9ယောက်မင်းတို့မှာအပြစ်ရှိတာငါမင်းနဲ့ကွာမင်းတို့မှာအပြစ်ရှိတာလို့ရှိပါတယ်မင်းတို့ကဘာနေလဲလူတွေပါဘာတန်းရတာတိတ်ဆန်းကွာအဲ့ဒါတော့ငါလည်းသိတာပေါ့ကွာမင်းတို့ငါမင်းနေတာမင်းတို့ကနွားကြောင်းသားတွေကစာတင်ကြောင်းသားတွေကလို့ငါမင်းနေတာကွာစာတင်ကြောင်းသားတွေစာတင်ကြောင်းသားတွေဆိုရင်ဘာလို့ တောင်းရတယ်ပြီးတော့စာမရတယ်ဒါတော့မင်းတို့သိတာပဲမင်းတို့စာတင်တာင
လူလိမ်မာလေးတွေဖြစ်ဖို့လားလူစိုးလူမိုက်တွေဖြစ်ဖို့လား လေမာလေးပြေဖို့ပါပါ အေးလူလိမ်မာလေးတွေဖြစ်ဖို့ဆိုလို့ရှိရင်အခုတော့အပြစ်ပေးရမယ်ကျွန်တော်ခုံမော်ဒူးထောက်ပြီးလက်မြောက်စမ်းကဲအားလုံးလိုက်ဆိုတဲ့လူမိုက်ဆိုလေးရှောင်းသွေးလွဲလို့အဖစီမှာခွင့်မတောင်းမဲ့ထွက်သွားတယ်။တားမိုက်ကိုအဖခွင့်လုပ်ပေးပါဟေးကောက်ရလား ။ဟုတ်ပါတယ်။ကျုပ်အဖရဲ့သားကောက်ရပါ ကောက်ရဟေးအဖရဲ့သားကောက်ရဟုတ်ပါတယ်နော် ။ဟုတ်ပါတယ်အဖရဲ့ ဟာဝင်းတာလည်းရတော့ဝင်းတာလည်းရတော့ ။ပါအဖကျုပ်ကိုစိတ်မဆိုးဘူးလား စိတ်မဆိုးပါဘူးကွာဟိုကြာချင်းတော့စိတ်ပူသွားတာပေါ့တကြီးစိတ်ဆိုးနေတော့မို့အနည်းနားရွာတွေမှာခဏသွားရှောင်နေတယ်လို့ထင်ခဲ့တာကွာဒါနဲ့ချက်စုနဲ့အပါလဲကြိတ်ပြီးတော့အဲ့ဒီရွာတွေကိုလိုက်စုံစမ်းကြသေးတယ်မင်းတဲ့တရင်ဘယ်မှအစအနာမရတော့လေချက်စုကြီးခင်ဗျာကွာတမိုင်မိုင်တထွေထွေမစားနိုင်မတော့နိုင်ကိုဖြစ်တော့တာပဲဟိအဲ့ဒါနဲ့ငါလည်းသူစိတ်ပြောင်းအောင်ဆိုပြီးစာတင်ကြောင်းကိုပို့လိုက်ရတယ်မိဘငါသားမင်းဘယ်တွေသွားပြီးဘာတွေလုပ်နေလို့အခုမှပန်းတော်ရွာပြန်လာရတာတော့ဟမ် ။ပြောရမယ်ဆိုရင်တော့အရှိပဲပါရ။ချက်စုနဲ့စပြီးလမ်းခွဲတဲ့အချိန်ကပြောမှအဖဇက်ရည်လဲမှာဒါဆိုမင်းက ဟုတ်တယ်။ကျုပ်ကထောင်အတွက်ကောက်ရအပြစ်တွေကိုချွေးနဲ့ဆေးပြီးပြန်လာတဲ့အဖရဲ့သားကောက်ရပါ